အားလုံးပဲမင်္ဂလာပါကဲဒီကနေ့ရှင်းလင်းတင်ပြမယ့်အစီအစဉ်လေးကိုတမ်းပြီးစလိုက်ကြအောင်ဒီနေ့မှာတော့အမေရိကန်ဆိုရရဲ့ UAP လို့ခေါ်တဲ့အမည်မသိလေကြောင်းဖြစ်စဉ်တွေပြီးတော့ကမ္ဘာပြင်ပတ်သက်ရှိလေးနဲ့ပတ်သက်ပြီးတမိုင်းတစ်လျှောက်အကြီးမားဆုံးလူဝချက်ဖွင့်ချမဲ့မူဝါဒတစ်ကြီးကြောင်းကိုတခြားလေးလေ့လာတော့ကြပါမယ်ဆယ်စုနှစ်ချီပြီးပိတ်လောင်ထားခဲ့တဲ့အချက်လက်တွေကိုအခုလိုအစုလိုက်ပြုံလိုက်ချပြတော့မယ့်ကိစ္စကတကယ်ကိုစိတ်လုံရှားစရာပါပဲကဲအသေးစိတ်ကိုဝင်ကြည့်လိုက်ကြအောင်ဒီတော့ကျွန်တော်တို့ဘလို့အစစ်အနေနဲ့တွားကြမလဲဆိုရင်နံပါတ်1အနေနဲ့ပွင့်လင်းမြင်သားမှုတဲ့တောင်းဆိုချက်နံပါတ်2 PRCUSC စနစ်ကိုမိတ်ဆက်ခြင်းနံပါတ်3မဖြည့်ရှင်းနိုင်သေးတဲ့ UAP အမှုတွဲများနောက်ဆုံးနံပါတ်4အနေနဲ့2019ခုနှစ်မေလထုတ်ပြန်ချက်ဆိုပြီးတော့သမရရဲ့မူလညွှန်ကြားချက်ကနေစလို့တမရဝင်မတန်းဒီအများပြည်သူရှမောက်ကိုတကယ်ရောက်လာတဲ့အထိအဆင့်ဆင့်လေ့လာသွားကြပါမယ်ကဲပထမဆုံးအပိုင်းကဖြစ်တဲ့ပွင့်လင်းပြန်လာမှုတဲ့တောင်းဆိုချက်ဆိုတာကိုစကြည့်ကြရအောင်ဒီလိုသမိုင်းဝင်လုံဆောင်ရေးကြီးကိုနားလည်ဖို့ဆိုရင်ဒါကိုစတင်ဖြစ်ပေါ်စေခဲ့တဲ့အဓိကအကြောင်းရင်းကိုအရင်ဆုံးသိဖို့လိုအပ်တာပေါ့အားလုံးမြင်တဲ့အတိုင်းပါပဲ2026ခုနှစ်ဖေဖော်ဝါရီ19ရက်နေ့က True Social ပေါ်မှာရေးသားခဲ့တဲ့ Donald Trump ရဲ့တိုက်ရိုက်ပြောဆိုချက်ပါဂျိုဒါနဲ့ကမ္ဘာပြင်ပတက်ရှိများဆိုင်ရာအစိုးရမှတ်တမ်းများကိုဖော်ထုတ်ပြီးထုတ်ပြန်သည့်လုပ်ငန်းစဉ်များစတင်ရန်စစ်ရေးအတွေးဝင်နှင့်တပ်ဆိုင်ရာဌာနများကိုကျွန်တော်ညွှန်ကြားမိဖြစ်သည့်လို့ဆိုထားတာပါဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကလူမှုကွင်းရက်ပေါ်က post တစ်ခုတည်းကနေပြီးတော့အမေရိကန်ဆိုရရဲ့ကြီးမားလာတဲ့ရန်တရားကြီးတစ်ခုလုံးကိုစတင်လဲပတ်စေခဲ့တာပါပဲဒီညွှန်ကြားချက်က UAP နဲ့ UFO မှတ်တမ်းတွေကိုမဖြစ်မနေရှာဖွေပြီးထုတ်ပြန်မှုအတိအကျအမိန့်ပေးလိုက်တာပဲဖြစ်ပါတယ်ဒါကိုအကောင်းဆုံးထပ်ပြီးရှင်းပြနေတာကတော့စစ်ရေးတွင်းဝင် Pete Hegseth ရဲ့ပြောဆိုချက်ပါပဲသူကလျှို့ဝှက်ချက်များနောက်ွယ်တွင်ဖုံးကွယ်ထားသောဤမှတ်တမ်းများသည်ခိုင်လုံသောခန့်မှန်းချက်များကိုကြာမြင့်စွာဖြစ်ပေါ်စေခဲ့သည်ယခုအခါအမေရိကန်ပြည်သူများကိုယ်တိုင်မြင်တွေ့ရမယ့်အချိန်ရောက်ပြီဖြစ်သည်လို့ဆိုပါတယ်ဆိုလိုတာကနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့မှတ်တမ်းတွေကိုအရင်ကမရှိခဲ့ဘူးတဲ့ပွင့်လင်းမြင်သာမှုအပြည့်အဝနဲ့ပြည်သူတွေစီချပြဖို့အစိုးရအဖွဲ့ကဘလောက်အထိရည်မှန်းထားလဲဆိုတာကိုအားတက်သေးတော့အလေးပေးပြောကြားထားတာပါနိုင်ငံရေးအရာညွှန်ကြားချက်တွေကိုတီးပြီးဆိုတော့အပိုင်2ဖြစ်တဲ့ဒီညွှန်ကြားချက်တွေကိုအကောင့်အထည်ဖို့ဟိုဖန်တီးလိုက်တဲ့ PUSUE စနစ်ကိုမိတ်ဆက်ခြင်းအကြောင်းကိုဆက်သွားကြရအောင်အစိုးရဌာနတွေဆိုတာအတူကောင်းနာမည်လေးတွေပေးရတာတိတ်သဘောကျတာအားလုံးကိုသိပါပဲဒီ system ကိုလည်း PURSUE လို့အမည်ပေးထားပါတယ်အရှိကတော့ Presidential Unsealing and Reporting System for UAP Encounters ပါမြန်မာလိုဆိုရင်တော့ UAP ဖြစ်စဉ်များအတွက်သမ္မတရဲ့လျှော့ဝှက်ချက်ပဲ fact ချင်းနဲ့အစီရင်ခံခြင်း system လို့အဓိပ္ပာယ်ရပါတယ်ဒါဟာဘို့မတန်းတိုင်းနဲ့အစီရင်ခံဖို့ system ကြီးဖြစ်လာမှာမို့လို့ DPRSUE ဆိုတဲ့ဝါဟာရတွေကိုတေချာလေးမှတ်ထားစေချင်ကြပါတယ်ဒီအစီအစဉ်မှာဘယ်သူတွေပါဝင်နေလဲဆိုတာကြည့်လိုက်ရင်တကယ်ကိုအံ့ဩစရာပါစီးရဲဝင်ကြီးဌာန DOD ကဦးဆောင်ပြီးတော့အမျိုးသားထောက်လှမ်းရေးညွှန်ကြားမှုရုံး ODNI နဲ့တခြားသော agency ပေါင်းများစွာကပူးပေါင်းပါဝင်ထားတာပါဒီလောက်အရေးပါတဲ့ဌာနကြီးတွေအကုန်လုံးပူးပေါင်းလိုက်ပြီဆိုတော့ကဒါဟာတာမန်စီမံကိန်းလေးတစ်ခုမဟုတ်တော့ပဲနိုင်ငံတော်စိတ်အမြင့်ဆုံးအလေးထားမှုနဲ့အကောင့်ထဲဖော်နေပြီဆိုတာကိုထင်ထင်ရှားရှားပြသနေပါပဲဒီလုပ်ငန်းစဉ်ကြီးကဘလို့အလုပ်လုပ်မလဲဆိုရင်တမိုင်းဝင်မှတ်တမ်းတစ်ခုစီတိုင်းဟာအဆင့်5ဆင့်ကိုဖြတ်သန်းရမှာပါအရင်ဆုံးရှာဖွေမယ်ပြီးရင်စစ်စင်မယ်ခွဲခြားထားမှာမယ်လျှို့ဝှက်ချက်ပဲဖြတ်မယ်နောက်ဆုံးကြမှာအများပြည်သူကိုထုတ်ပြန်ပါမယ်တစ်ချက်လောက်စဉ်းစားကြည့်ပါစာရက်တရချင်းစီမှတ်တမ်းတစ်ခုချင်းစီတိုင်းကိုဒီအဆင့်တွေတိုင်းစစ်စစ်ဆက်ဆက်လုပ်ရမှာဆိုတော့တကယ့်ကိုအေးရမှအလုပ်ကြီးပါအမျိုးသားလုံခြုံရေးကိုလည်းမထိခိုက်စေပဲပွန်လဲမြင်သားမှုလည်းရှိရမယ်ဆိုတော့ဒီအဆင့်တွေကမဖြစ်မနေကိုလိုအပ်တာပေါ့ဒီတာဝန်ကဘလောက်တောင်ကြီးမားလဲဆိုတာပိုပြီးမြင့်တာအောင်ပြောပြပါမယ်အခုစစ်စင်ရေးမှုတွေဟာတန်းဆဲကနေချီတဲ့မှတ်တမ်းတွေကိုရှာဖွေစစ်ဆေးနေရတာပါအန်တော်စရာအကောင်းဆုံးကအဲ့ဒီမှတ်တမ်းအများဆုံးကကွန်ပျူတာထဲမှာမရှိပဲစာရဲစာတမ်းတွေအနေနဲ့ပဲရှိနေသေးတာလို့ဆိုပါတယ်ရုပ်ရှင်တွေကလို့ဖုံတက်နေတဲ့တာမီတို့အဟောင်းကြီးတွေအပြည့်ရှိတဲ့ကိုတော်ကြီးတွေမှာဝင်ဝင်နေရတဲ့မြင်ကွင်းမျိုးကိုမျက်စိတွေမြင်အောင်ကြည့်လိုက်ပါတကယ်ကိုကြီးမားလာတဲ့လူအားအချင်းအားစိုက်ထုတ်မှုကြီးပါပဲမတန်းတွေကဒီလောက်တော့များနေတော့အချက်လက်အားလုံးကိုတပြိုင်နက်တည်းရဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့သတင်းကောင်းတစ်ခုကတော့မတန်းအဆုလိုက်အပြုံလိုက်ကြီးတစ်ခုလုံးရဖို့နည်းနည်းချီပြီးခိုင်းဆောင်နေစရာမလိုပါဘူးအဲ့ဒီအစားလျှို့ဝှက်ချက်ပဲဖျက်တဲ့လုပ်ငန်းစဉ်ပြီးတာနဲ့တပြိုင်နက်အတုံလိုက်ခွဲပြီးတော့ရတပတ်အနည်းငယ်ချားနဲ့အဆင့်ဆန်ပြစစ်တိုက်ထုတ်ပြန်ပေးပါမှာပြောပါတယ် Okay အပိုင်း3ဖြစ်တဲ့မဖြေရှင်းနိုင်သေးသော UAP အမှုတွဲများဆိုတာကိုဆက်ကြည့်ကြရအောင်ဘလို့အချက်လက်မျိုးတွေက POS USOs စနစ်ထဲရောက်လာမလဲဆိုတာဒီမှာကွဲကွဲပြက်ပြက်သိရမယ်ဒီနေရာမှာအရေးကြီးဆုံးအချက်ကအမှုတွဲနှမျိုးကိုတေချာခွဲခြားနားလည်ထားဖို့ပါပဲ PUISU ရဲ့အဓိကအာရုံစိုက်မှုဖြစ်တဲ့မဖြေရှင်းနိုင်သေးတဲ့အမှုတွဲများဆိုတာကတိကျတဲ့အဆုံးဖြတ်ချက်ချဖို့အချက်လက်မလုံလောက်တဲ့မှတ်တမ်းတွေပါ
နောက်တစ်မျိုးဖြစ်တဲ့တိကျတဲ့ရှင်းလင်းချက်ရှိပြီးသားဖြည့်ရှင်းပြီးတဲ့အမှုတွဲများကိုတော့စေဝန်ကြီးဌာနရဲ့တိကျဥပဒေအရအစီရင်ခံစာတွေနဲ့တဆင့်ကင်တွယ်တော့မှာဖြစ်ပါတယ် အခုပြောမယ့်ချက်ကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းဆောင်ပါပဲအစိုးရကိုယ်တိုင်ကဒီမဖြစ်ရှင်းနိုင်ပေတဲ့အမှုတွေကိုဘာမှန်သူတို့ကိုယ်တိုင်မဖော်ထုတ်နိုင်ဘူးလို့ဝန်ခံလိုက်ပြီးတော့ပုဂ္ဂလိကကဏ္ဍကကျွမ်းကျင်ပညာရှင်တွေနဲ့အများပြည်သူတွေစီကနေအဖြေတွေကိုဝိုင်းဝန်းရှာဖွေပေးဖို့အတိအလင်းဖိတ်ခေါ်လိုက်တာပါကိုယ်တိုင်မဖြစ်နိုင်တဲ့ပဟေးလီတွေကိုပြည်သူလူထုရဲ့အကူအညီနဲ့အဖြေရှာဖို့စ조사လိုက်တာဟာတကယ်ကိုကြီးမားတဲ့ချင်းကမှုအပြောင်းလဲတစ်ခုလို့ဆိုရမှာပါကဲမောင်ဆုံးအပိုင်း4ခေတ်တဲ့2026ခုနှစ်မေလထုတ်ပြန်ချက်ကိုတွားလိုက်ကြစို့ဒီမှာတော့ PRUSUE အစီအစဉ်အလက်စုပ်လကိုင်ပြနိုင်တဲ့ရလက်တီအကြောင်းကိုကြည့်ရမှာပါပထမဆုံးထုတ်ပြန်လိုက်တဲ့မှတ်တမ်းအတော်အပြတ်နေဆွဲကိုအတိအကျချင်းညာလိုက်ပါပြီအဲ့ဒါကတော့2026ခုနှစ်မေလ10ရက်နေ့ပါဒါဟာစာရွက်ပေါ်ကလုပ်ငန်းစဉ်တတ်မဟုတ်တော့ပဲပြက်ကတင်ပေါ်မှာအတိအကျသတ်မှတ်ထားတဲ့နေရက်တစ်ခုအနေနဲ့လက်တွေ့အကောင့်အထည်ပေါ်လာပြီးဆိုတော့ကိုပြသနေတာပါဒီစလိုက်ရဲ့အချက်လက်တွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ပထမကြိမ်ထုတ်ပြန်ချက်01မှာပါဝင်တဲ့ဖိုင်ပေါင်း160ခုစလုံးဟာ FBI ကနေလာတာဖြစ်ပြီးအားလုံးကို PDF format နဲ့ပေးထားတာပါစဉ်းစားကြည့်လေဂျိုသားတွေ UAP တွေနဲ့ပတ်သက်တဲ့ပထမဆုံးတရားဝင်ထုတ်ပြန်ချက်ကြီးကိုပြည်တွင်းလုံခြုံရေး agency ဖြစ်တဲ့ FBI ကနေစတင်လိုက်တာဆိုတော့နောက်ကွယ်မှာဘာတွေများရှိနေမလဲဆိုတာတွေးစရာပါပဲဒီကနေ့ရှင်းလင်းတင်ပြချက်ကိုတော့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပဲနေကုန်ချုပ်ချင်ပါတယ်။တမိုင်းဝင်မတန်းပေါင်းတန်10ကနန်းချီပြီးအများပြည်သူရှေ့မောက်ကိုမကြခင်ရောက်လာတော့မယ်ချိန်မှာပုဂ္ဂလိကကန်တဲ့ရဲ့ထက်မြက်တဲ့လီလာဆန်းစစ်မှုတွေကနေဒီမဖြေရှင်းလိုက်တဲ့အမှုတွေ့တဲ့ထက်ကဘလို့လျှော့ချက်အသစ်တွေကိုဖော်ထုတ်နိုင်ပါလဲ။အင်တာနက်ပေါ်ကဆုံးထောက်တင်တဲ့သူတည်တည်တွေလက်ထက်မှာဘလို့အန်တော်စရာအမှန်တရားတွေပေါ်ထွက်လာဦးမလဲဆိုတာကတော့ကျွန်တော်အားလုံးဆက်ပြီးစောင့်ကြည့်ရမယ်။စိတ်လှုပ်ရှားစရာကိစ္စရဲ့တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။